ပါကျွန်တော်တို့ WAG ဖွဲ့ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဒီဆလာပူဒီမှာပေါ့နော်ကျွန်တော်တို့ကုတ္တရုပ်ဆိုင်မှာလှုပ်တဲ့အကိုကပါနော်ကျွန်တော်တို့ဒီလုပ်ငန်းချိန်တွင်းမှာကျွန်တော်တို့ကပစ္စည်းလိုက်ပို့ရတဲ့ချိန်မှာကားအစီအစဉ်ဖြစ်တာနော်ကားနောက်မှာထိုင်နေတယ်အဲ့ဒါကိုတထေးကလောလောဆယ်သူကစေးကုတာပေးတယ်ပြီးတော့ကုန်ကြစိတ်တွေအကုန်လုံးတထေးကပြန်တောင်းနေတယ်သူကပကံတွေကထုတ်တဲ့ပတ်စံတွေပေါ်လော်ဘောထုတ်တဲ့ပတ်စံတွေကိုပါတထေးကပြန်တောင်းနေဆိုတော့ကျွန်တော်တို့စီကိုဆက်သွယ်လာတာကမနေ့ကမှဆက်သွယ်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့အမှုကိုပြန်လည်တည်ဆောက်ရမယ်ဆိုတော့ကျွန်တော်တို့ဒီအခုချိန်မှာတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော် yes scan မှာသူ့အမှုဖွင့်ထားတဲ့စာရုပ်ကိုကျွန်တော်တို့လာယူတာပေါ့နော်သူဘယ်လိုအမှုတိဆောက်ထားလဲလာယူကြည့်တယ်ဆိုတော့ကျွန်တော်ဆက်လက်လှုပ်ဆောင်ဖို့ရှိသေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာတွေအနေနဲ့ကျွန်တော်မပေါ့ဆပါနဲ့ကျွန်တော်လုပ်ငန်းချိန်တွင်းမှာကဲပေါ့နော်ကျွန်တော်ပြောချင်တာကလုပ်ငန်းချိန်တွင်းမှာတထေးရခိုင်းလို့ဝနခိုင်းလို့အပြင်မှာရင်တိုင်းမှုဖြစ်တဲ့ပါညာဆိုရင်ဒါတထေးနဲ့ပြေဝတက်ဆိုင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကအပြင်မှာဖြစ်တာပဲလုပ်ငန်းဝင်တွေမှာလည်းမဟုတ်တဲ့အတွက်တထေးတောင်းမျိုးဆိုမဟုတ်ပါဘူးနော်ဒါတထေးခိုင်းတဲ့အတွက်တထေးမှာတောင်းရရှိတယ်ဒါကိုကျွန်တော်တို့မြန်မာတည်ထားတင်ပါတယ်ဗျဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်